ဒီနေ့မေလ26ရက်2026ခုနှစ်မနက်မြန်မာစံတော်ချိန်4:22မိနစ်မှာတောင်အမေရိကတိုက်ကနမဲကြီးမြင်ကလင်နိုင်ငံတနိုင်ငံဖြစ်တဲ့ချီလီနိုင်ငံမှာအင်အား 6.9 အဆင့်ရှိတဲ့အားပြင်းမြင်ကလင်ကြီးလှုပ်ခတ်ခဲ့ပါတယ်။မြင်ကလင်ဟာချီလီနိုင်ငံမြောက်ပိုင်းကိုဗဟိုပြုပြီးလှုပ်ခဲ့တာဖြစ်ပါတယ်။တုံခါမှုကိုအန်တိုဖာဂတ်စတာအာတာကာမာနဲ့နိုင်ငံမြောက်ပိုင်းဒေသတော်တော်များများမှာလည်းတိတိတသာခန်းစားခဲ့ကြရပါတယ်။လက်ရှိအချိန်ထိလူသေးဆုံးမှုတည်မကြားရသေးပေမဲ့လျှက်စစ်မီးပြတ်တောက်မှုတွေအသေးစားမြေပွေမှုတွေအရေးပေါ်ပိတ်ထားရတာတွေဖြစ်ပွားခဲ့ပါတယ်။ဒီဗီဒီယိုမှာတော့ဘာကြောင့်ချီလီမှာငလင်ကြီးတွေမကြာခဏဖြစ်တာလဲ။ကမ္ဘာအကြီးဆုံးငလင်မှတ်တမ်းဘလို့ဖြစ်ခဲ့လဲ။ဒီနေ့လှုပ်တဲ့ 6.9 ငလင်နောက်မှာဘာဆက်ဖြစ်နိုင်လဲဆိုတာတွေကိုရှင်းပြပေးသွားမှာပါ။ချီလီနိုင်ငံဟာကမ္ဘာပေါ်မှာမြင်းငလင်အန်ဒီရဲ့အများဆုံးနိုင်ငံတွေကတနိုင်ငံပါအကြောင်းကတော့ချီလီဟာ Pacific Ring လေသမုဒ္ဒရာအောက်ကလာတဲ့ tectonic plate ဟာ South American plate အောက်ကိုတဖြည်းဖြည်းချင်းတိုးဝင်နေပါတယ်ဒီ plate နှစ်ခုကြားမှာနှစ်ပေါင်းများစွာဖိအားတွေစုပုံလာကြပြီးတစ်ချိန်ချိန်မှာရုတ်တရက်လွတ်ထွက်သွားတဲ့အခါမှာတော့မြင်းငလင်ကြီးတွေဆိုတာဖြစ်လာရတာပါဒီနေ့လှုပ်တဲ့ magnitude 6.9 မြင်းငလင်ဟာလည်းဒီ subduction zone ကြောင့်ပဲဖြစ်လာတာဖြစ်ပါတယ်ချီလီနိုင်ငံဟာရိုးရိုးတာမန်မြင်းငလျင်တန်းခံရမှုတဲ့နိုင်ငံမဟုတ်ပါဘူး။ကမ္ဘာသမိုင်းမှာအင်အားအကြီးမားဆုံးမြင်းငလျင်ကြီးလှုပ်ခတ်မှုတော့ဒီနိုင်ငံမှာပဲမှတ်တမ်းတင်ထားပါတယ်။1960ခုနှစ်မှာ Valdivia Megatrust Earthquake လို့ခေါ်တဲ့အင်အား 9.5 ရှိငလျင်ကြီးလှုပ်ခဲ့ပါတယ်။ခုဆိုရင်66နှစ်ကျော်ခဲ့ပါပြီ။ကမ္ဘာလူသားသမိုင်းတစ်လျှောက်တိုင်းတာဘူးသမျှတဲ့အကြီးဆုံးမြင်းငလျင်ကြီးပါပဲ။အဲ့ဒီငလျင်ကြောင့်ကမ္ဘာတော်ကကျယ်ပြောတဲ့ Pacific သမုဒ္ဒရာတစ်လျှောက်ဆူနာမီတတိုင်းကြီးဖြစ်ခဲ့ပြီးဟာဝိုင်ကျွန်းမိုင်ထောင်တောင်းချီဝေးတဲ့ဂျပန်နိုင်ငံနဲ့တခြားနိုင်ငံတွေထိဆူနာမီတက်ရောက်ခဲ့ပါတယ်။မကြာသေးခင်2010ခုနှစ်တုန်းလဲမောင်လေး earthquake ဆိုတဲ့အင်အား 8.8 မြင်းငလင်ကြီးထပ်လှုပ်ခဲ့ပြီးလူပေါင်းရာနဲ့ချီသေဆုံးခဲ့ကြပါတယ်။ဒါကြောင့်ချီလီနိုင်ငံဟာ earthquake country လို့တောင်တင်စားခေါ်ကြပါတယ်။ဒီနေ့လှုပ်တဲ့ magnitude 6.9 မြင်းငလင်နောက်ပိုင်းမှာဘာဆက်ဖြစ်နိုင်လဲ။အရင်ဆုံး aftershocks လို့ခေါ်တဲ့နောက်ဆက်တွဲငလင်တွေဖြစ်နိုင်ပါတယ်အင်အား9နဲ့6ကြာ aftershock တွေနောက်ရက်အနည်းငယ်အတွင်းထပ်လှုပ်လာနိုင်ပါတယ်။ဒါပေမဲ့ဒီငလင်ဟာမြေအောက်အနက်မိုင်60ကျော်မှာလှုပ်ခဲ့တာကြောင့်ဆူနာမီအန္တရာယ်နည်းပါတယ်။လက်ရှိမှာချီလီအာဏာပိုင်တွေကလည်းဆူနာမီ warning မထုတ်ပြန်ထားပါဘူး။ဒါပေမဲ့သိပ္ပံပညာရှင်တွေကတော့ချီလီ subduction zone ထဲမှာဖိအားအများကြီးကျန်ရှိနေသေးတယ်လို့ပြောကြပါတယ်။ဒါအမှန်ပါ။အထူးသဖြင့်မြောက်ပိုင်းချီလီဒေသဟာအနာဂတ်မှာ mega thrust earthquake ကြီးတွေထပ်ဖြစ်နိုင်တဲ့ဒေသအဖြစ်စောင့်ကြည့်တာခံနေရပါတယ်အခုလိုမြင်းငလျင်တွေကိုကြည့်ရင်ကဘာမြေကြီးဟာအမြဲလှုပ်ရှားနေတဲ့သက်ရှိကြိုးတစ်လုံးလိုပါပဲကျွန်တော်တို့ခြေဘဝအောက်မှာ tectonic plates တွေတနည်းကိုမီလီမီတာနည်းနည်းချင်းစီရွေ့နေကြပါတယ်တင်းငယ်တဲ့အဲ့ဒီလှုပ်ရှားမှုလေးတွေဟာတနည်းနည်းတစ်ချိန်ချိန်မှာတော့မြို့ကြီးတစ်မြို့လုံးကိုတုန်ခါစီနိုင်တဲ့အင်အားကြီးမြင်းငလျင်တွေဖြစ်လာတာပါဒီနေ့ချီလီနိုင်ငံမှာ magnitude 6.9 အဆင့်မြင်းငလျင်နဲ့ပတ်သက်တဲ့သတင်းတွေAftershock updates တွေဆူမာမီနဲ့ Megathrust Fault အကြောင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးအားလုံးပြီးကြပါစေမြင်းငလျင်သတင်းများစင်တာ26ရက်5လ2026ဗီဒီယိုကို like and share လုပ်ပေးတာကတော့ channel အတွက်အများကြီးအထောက်အပံ့ဖြစ်ပါတယ်ကြည့်ရှုပေးတာအရင်ကျေးဇူးတင်ပါတယ်¡Puto mierda! ¡Oh! La cagó. La cagó, la cagó, la cagó. Y sigue. Voy a resguardar. Oh. Terremoto, padre, arranquen a una zona segura. Arranquen a una zona segura, muchachos. Oh. Evacúen a zonas seguras.
Oye, el Alex tenía razón, hermano. Coche, madre, weón.